Conference qualification ပွဲစဉ် Atlanta နဲ့ Harpo ကဲအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာကတော့ဒီနေ့ August လ20ရက်နေ့မနေ့တနာရီမှာရှင်မြိုင်ကစားသွားကြမယ် Conference qualification ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Atlanta နဲ့ Harpo ပွဲစဉ်လေးကိုပွဲကြို30ချက် preview လုပ်သွားပြမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီရက်ပိုင်းကတော့ကျွန်တော်နည်းနည်းလေးကြွေးကြနေတယ်လို့ပြောလို့ရတယ်ပေါ့နော်မနေ့ညကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဂိုးပေါ်ပွဲတွေကကျွန်တော်နှစ်ပွဲစလုံးကတကိုးတွေနဲ့တစ်ပြီးတော့ခံခဲ့ရတယ်ဗောနော်စလိုပန်ပွဲစဉ်ဆိုလဲကျွန်တော်တို့ပထမပိုင်း1-1ကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်တကိုးမှမရရှိဘဲနဲ့ဒီပထမပိုင်းရလက်နဲ့ပြီးတော့လဲကျွန်တော်တို့အက်တလက်တီကိုမက်ထရစ်ပွဲစဉ်ကလည်းကျွန်တော်တို့ပေါ်မလူနဲ့2-0ဆိုတဲ့ရလက်နဲ့ပဲရက်တန်သွားခဲ့တာဖြစ်တယ်ဗောနော်ဆိုတော့မနေ့ကကျွန်တော်ဒီမှာကတော့ကျွန်တော်3ပွဲတင်ပေးခဲ့ရမှာကျွန်တော်တပွဲစာလောက်ကျွန်တော်အနှုတ်ပြသွားခဲ့တယ်ဗောနော်ကျွန်တော်ရဲ့ Telefree Channel လေးမှာကတော့ကျွန်တော်4ပွဲရွေးချယ်ပေးခဲ့ရမှာကျွန်တော်2ပွဲနိုင်နေကျွန်တော်2ပွဲကြာပြီးတော့ကျွန်တော် draw ဖြစ်သွားခဲ့တယ်ဗောနော်ဆိုတော့ဒီနေ့ညမှာတော့ကျွန်တော်တို့ Europa League ပွဲစဉ်တွေရော Conference League ပွဲစဉ်တွေရောကတော်တော်လေးကမှများတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာကတော့ကျွန်တော်နောက်ထပ်ပွဲစဉ်တွေပါအပါဝင်ကျွန်တော်3ပွဲတိတိကျွန်တော်တင်ပေးသွားမှာဖြစ်တယ်ဗောနော်ကျန်တဲ့ပွဲစဉ်လေးတွေကိုတော့ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ Telefree Channel လေးမှာကျွန်တော်တပွဲကောင်းလေးတွေရောမောင်းတွေလေးတွေရောထပ်မံပြီးတော့ရွေးချက်တင်ဆက်ပြီးတော့မှဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Telefree Channel လေးကိုမကြွရင်တလို့ join နေတဲ့ညီကိုရတော့ကျွန်တော်အကောက်ဟောထဲမှာဝင်ရောက်ကြည့်ရပါတယ်ကျွန်တော်အနေနဲ့ဘိုင်ယုံလေးမှာရေးပေးထားပါတယ်ကဲဆိုတော့ကျွန်တော်တို့ Atlanta ကတော့ကျွန်တော်တို့ Italy Serie A တွေကကျွန်တော်24ရက်နေ့မှာစတင်ကစားမှာဖြစ်တယ်ဗောနော်ဆိုတော့တစ်ဖက်ကကျွန်တော်တို့ Harpo ကကျွန်တော် Israel ကအသင်းတစ်ခုဖြစ်တယ်ဆိုတော့ဒီအသင်းကကျွန်တော်တို့ရှေ့ကျွန်တော် Conference League ပွဲစဉ်တွေကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်ပွဲတိုင်းလူကိုကျွန်တော်တို့ဂိုးပေးရတယ်ဗောနော်ဆိုတော့သူ့ရဲ့ကျွန်တော်တို့ပြည်တွင်းကလပ်မှာဆိုလို့ရှိရင်လည်းဒီအသင်းကအဝေးဝင်ကြလို့ရှိရင်ကျွန်တော်တို့ခါစီပိုင်းကတော်တော်လေးကမှကျွန်တော်တို့အားနည်းတယ်လို့သတ်မှတ်လို့ရတယ်ဆိုတော့တစ်ဖက်ကကျွန်တော်တို့ Atlanta ကတော့ကျွန်တော်တို့ဒီပွဲစဉ်ကကျွန်တော်တို့ Italy မြန်မာကစားမှာဖြစ်တဲ့အတွက်သူ့အတွက်ကကျွန်တော်နည်းနည်းလေးအားတာချက်ရှိရလို့ပြောလို့ရတယ်ဗောနော်ဆိုတော့Atlanta ရဲ့တိုက်စစ်ပိုင်းကဒီပွဲစဉ်မှာ Harpo ရဲ့ခံစစ်ပိုင်းကိုဂိုးမရစေရအကြောင်းမရှိဘူးပေါ့နော်ဆိုတော့အနည်းဆုံးကျွန်တော်ကတော့ကျွန်တော်2ဂိုး3ဂိုးလို့ပဲသတ်မှတ်တယ် Atlanta တစ်ဖက်ထဲနေတယ်ဆိုတော့အရှာရဲ့ကြေးကြောပေးမှုအရာကိုဘဝင်ဆုံးကြည့်အောင်ပေါ့နော်အရှာရဲ့ကြေးကြောပေးမှုအရာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် Atlanta ကကျွန်တော်တို့နှလုံးကိုကျွန်တော်တို့ပြန်ခွာသဘောမှုဖြစ်မယ်ပေါ့နော် total ကိုက3လုံးတဝက်ရှုံဖွင့်လေပေးတတ်တာဖြစ်တယ်ဆိုတော့တိုတယ်ကိုကတော့တော်တော်လေးကမှပြင်းတယ်လို့သတ်မှတ်လို့ရတယ်ဗောနော်တိုတယ်ကိုကကျွန်တော်တို့ Atlanta မှာကျွန်တော်တို့ဖွင့်လှစ်ဖို့ခက်ခဲတဲ့ကျွန်တော်မြင်တွေ့ရခဲ့တဲ့ကျွန်တော်တိုတယ်ကိုဖွင့်လှစ်မှုဈေးတန်းတစ်ခုပဲဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်လေးမှာလည်းကျွန်တော်တိုတယ်ကိုအများလေးကိုလည်းသဘောကျတယ်ဗောနော်တိုတယ်ကိုကျွန်တော်တို့၄ခုအထိရောက်နိုင်မယ်လို့ကျွန်တော်နေရတော့ခံမှန်းတဲ့ Atlanta တို့အနေနဲ့ကလည်းကျွန်တော်တေချာပေါက်ကျွန်တော်တို့ Harpo ရဲ့ကျွန်တော်ခံစီပိုင်းကိုအနည်းဆုံး2ဂိုးလောက်ကနေစရမယ်လို့ထင်တယ်ဆိုတော့တစ်ဖက်က Harpo ကလည်းအနည်းဆုံး1ဂိုးလောက်တော့ရသွားနိုင်တယ်ပေါ့နော်ဆိုတော့ Atlanta တစ်ဖက်ထဲနေနဲ့4ဂိုးပြည့်ရင်လည်းပြေးသွားနိုင်တယ်ကျွန်တော်တို့နှစ်ဖက်စလုံးသွင်းကိုရပြီးတော့ကျွန်တော်4ဂိုးပြည့်ရင်လည်းပြေးသွားနိုင်တယ်ပေါ့နော်ဒီပွဲစဉ်ကဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်လေးမှာဂိုးအများလေးကိုသဘောကျပါတယ်ညီကိုတို့အနေနဲ့အကြိုက်တူမှာ like ကစားပါအကြိုက်မတူလို့ရှင်ဘက်ကံမှာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်